နောက်တစ်ခုဟောဒီစာအုပ်ကလေးကိုညွှန်းမယ်ဒီစာအုပ်ကလေးကအန္တရတိပါဒဝိနည်းဆရာလို့နာမည်တတ်ထားတယ်ဒါပေမဲ့အောက်အခြေမှာကြည့်ဤကျမ်းစာ၌တန်ခိကအကြောင်းကိုအန္တရတိပါဒအင်္ဂါ2ပါးဖြင့်ကိုင်တွယ်ဆုံးဖြတ်ခြင်းမြန်မာအတန်အတွက်နဲ့ကမဝါစာဝိနည်းဆရာနောက်တကသာသနာ9000နဲ့အာယုန်တဲ့ဆောင်းပါနောက်တကပရိယအရေးကြီးပုံဩဝါဒတွေဒီထဲမှာပါဝင်ပါတယ်တဲ့ဒီစာအုပ်ကလေးထဲမှာအန္တရတိပါဒဆိုတာဗမာလိုဒေတို့ပြောရင်အတွင်းလူတန်ခိကအကြောင်းပါတန်ခိကအကြောင်းကိုအန္တရတိပါဒအင်္ဂါ2ပါးနဲ့ဆုံးဖြတ်ရတယ်။ကျောင်းကတန်ခိကဂဏိကပုဂ္ဂလိကလို့3မျိုးရှိတယ်။အဲ့ဒီ3မျိုးထဲမှာတန်ခိကအကြောင်းဟာအန္တရတိပါဒနဲ့ဆုံးဖြတ်ရတယ်။ဂဏိကမှာဆိုင်ရာခိုင်းကသဘောကျရင်ပြီးရောပုဂ္ဂလိကမှာဆိုင်ရာပုဂ္ဂိုလ်တွေကသဘောကျရင်ပြီးရောအန္တရတိပါဒနဲ့မဆိုင်ဘူးဒီအန္တရတိပါဒဆိုတာတန်ခိကအကြောင်းမှာသာသုံးတာတန်ခိကအကြောင်းနဲ့သာပတ်သက်တာဒီစာအုပ်မှာတန်ခိကအကြောင်းတစ်ကြောင်းမှာကျောင်းတဲ့ဆရာတော်ပြန်တော်မူသွားပြီဆိုရင်အန္တရတိပါဒတွေကြံတဲ့ကြောင်းမကြံတဲ့ကြောင်း2မျိုးရှိတယ်အန္တရတိပါဒအတွင်းလူသံဃာတော်တွေကြံရင်အဲ့ဒီသံဃာတော်တွေရဲ့သဘောထားနဲ့အဲ့ဒီသံဃာတော်တွေရဲ့ဆန္ဒအရာကျောင်းတဲ့အသည့်တင်းသူတို့သဘောမကျရင်ဘာမှလုံးလို့မရဘူးသူတို့သဘောကျတဲ့မူနဲ့ဆန္ဒနဲ့ကျောင်းတိုင်းအသည့်တင်းအန္တရတိပါဒအရေးကြီးတယ်အန္တရတိပါဒအရေးကြီးတယ်ခုနှစ်ဥပမာဖြင့်တန်ခိကကျောင်းတစ်ကျောင်းမှာကျောင်းတဲ့ဘုန်းကြီးပြန်တော်မူသွားတယ်ကျန်ရခဲ့တဲ့အန္တရတိပါဒကတောထွက်ကြီးတွေဖြစ်နေတယ်တောထွက်မကားလို့ဘာပဲဖြစ်နေတယ်ကျောင်းတိုင်းအသစ်တင်ရင်အဲ့ဒီတောထွက်ရဲ့ဆန္ဒကိုတောင်းအောင်သူ့ဆန္ဒမပါဘဲနဲ့သွားမလုံးနဲ့သူ့ဆန္ဒကိုယူအောင်အကယ်၍ရှိတဲ့တောထွက်ကြီးကသူ့ဆန္ဒကိုတောင်းတဲ့အခါမှာမရဘူးတပည့်တော်ပဲကြောင်းထိုင်မယ်တပည့်တော်အန္တရတိပါဒအဲ့လိုညင်းနေမယ်ဆိုရင်ညင်းလို့မရဘူးညင်းလို့မရဘူးကျောင်းထဲမှာအန္တရတိပါဒတွေကျန်တယ်တန်ခိကကျောင်းဂဏိက